ရေချိုးခန်းသုံးနေတော့ကျွန်တော်မမျှော်လင့်ပဲအရာတစ်ခုကိုသတိထားမိခဲ့တယ်ကျွန်တော်ရဲ့စစ်ဆက်ထားသူလူရန်ရဲ့ခြေဖနှောက်မှာတောက်ဖက်နှက်စီးလို့ရတဲ့ဖူလေးတွေဖြစ်နေတာပါသူမကတောက်ဖက်နှက်လုံးဝမစီးတတ်သူဖြစ်လို့ကျွန်တော်စိတ်ထဲမှာတန်တရားချက်ချင်းဝင်လာခဲ့တယ်ဒါကြောင့်သူမရေချိုးနေတော့သူမရဲ့အိတ်ကိုချက်ချင်းဖွင့်ပြီးရှာဖွေခဲ့မိတယ်စိတ်ပျက်စရာကောင်းတာကအိတ်ထဲမှာဒုတိယဖုန်းတစ်လုံးနဲ့အတူအကာအကွယ်ပစ္စည်းဘူးတစ်ခုပြီးတော့ဟိုတယ်တော့ကတ်တစ်ခုကိုတွေ့ခဲ့ရပါတယ်အခြေအနေတစ်ခုခုမှားနေပြီဆိုတာကျွန်တော်ချက်ချင်းသိလိုက်တယ်သူမသစ္စာဖောက်နေပြီဆိုတာတေချာတလောက်ရှိနေပါပြီအဲ့ဒီနေ့မှာပဲကျွန်တော်တို့ရဲ့စစ်ဆက်ကြောင်းလမ်းတဲ့အခမ်းအနားမှာကျွန်တော်ဖုန်းကအချက်ပေးတန်မိလာခဲ့တယ်မသိတဲ့အကောင့်တစ်ခုကနေပေးချေရမယ်ဗီဒီယိုလင့်တစ်ခုပို့လာပြီးအောက်မှာခမားစနီးစီကလက်ဆောင်လို့ရေးထားပါတယ်ကျွန်တော်နှလုံးသားတုန်လှုပ်သွားပြီးဒေါသတွေအကြီးအကျယ်ထွက်လာခဲ့တယ်ဒါပေမဲ့ထိတ်လန့်စရာကောင်းတဲ့ကြောက်စိတ်တစ်ခုကိုလည်းခံစားလိုက်ရတယ်ကျွန်တော်ပေးချေမှုကုတ်ကိုရိုက်ထည့်လိုက်တယ်ဗီဒီယိုကစဖြစ်လာပြီးဖန်သားပြင်ကလင်းလာခဲ့တယ်ကျွန်တော်အသက်ရှူတန်ရက်တန့်သွားခဲ့တယ်မှောင်နေတဲ့ဟိုတယ်ခန်းထဲမှာအမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်ပေါ်ကနေစီးပြီးအသေးအတန်လှုပ်ရှားနေတယ်အဲ့ဒီမျက်နှာကလူရိုရန်ပါကျွန်တော်လက်ထက်တော့မဲ့အမျိုးသမီးပြီးတော့သူမအောက်ကအမျိုးသားကလည်းကျွန်တော်သိတဲ့လူအီတိုမာကိုတိုပါသူမရဲ့နှလုံးသားထဲမှာလှုပ်ဝက်သိမ်းစီထားပြီးဖုန်းနံပါတ်ကိုတောင်ဘယ်တော့မှမဖြတ်နိုင်ခဲ့တဲ့လူအဲ့ဒီအချိန်မှာကျွန်တော်သွေးတွေအေးခဲသွားသလိုခံစားလိုက်ရတယ်လောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားပြီးကျွန်တော်ရဲ့အသက်ရှူတန်မဲ့ကြံတော့တယ်ကျွန်တော်နေရန်ကိုလက်သီးနဲ့မထိုးခဲ့ဘူးအဲ့ဒီနေရာမှာတင်ယူမသွားခဲ့ဘူးကျွန်တော်ဗီဒီယိုကိုအေးအေးဆေးဆေးပဲတင်စီလိုက်ပြီးကျွန်တော်နောက်ကဖန်သားပြင်အကြီးကြီးပေါ်ကိုပြသလိုက်တယ်လက်ထက်လက်ဆောင်တကယ်တမ်းပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးလို့ကျွန်တော်ပြောလိုက်တယ်အစပိုင်းမှာတော့ဧည့်သည်တွေကဒါဟာစုံတွဲရဲ့ရေးစရာပြက်လုံးတစ်ခုလို့ထင်ခဲ့ကြပေမဲ့10 စက္ကန့်အတွင်းမှာတင်တခန်းလုံးထိတ်လန့်တုန်လှုပ်ကုန်ကြတယ်ကျွန်တော်ရဲ့ရောက်ခါမှလောင်းကပထမဆုံးမတက်ရက်ပြီးမင်းပါဖြစ်နေတာလေဘာတွေလျှောက်ပြနေတာလဲလို့အော်ဟစ်ပါတော့တယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲကျွန်တော်ပြနေတာလေးရှင်းရှင်းလင်းလင်းမမြင်ရဘူးလားလို့ပြန်ပြောလိုက်တယ်ဘာလို့ဒီလိုမျိုးအဖြစ်ပြက်ကိုလှုပ်ကြံပြီးရိုယန်ကိုအပုတ်ချရတာလဲသူမကမင်းကိုဘာလုပ်ခဲ့လို့လဲလို့ရောက်ခမကဆက်ပြောပေမဲ့လူမိသားစုကတော့ဒါကိုညှင်းဆန်နေသေးပါဒါကလှုပ်ကြံထားတာလားဆိုတာခမားတို့ရဲ့နှလုံးသားထဲမှာတိမှာပါဒါမှမဟုတ်သူမကိုပဲကိုယ်တိုင်သွားမိကြည့်လိုက်ပါလို့ကျွန်တော်ပြောလိုက်တယ်ရောက်ခမကထပ်ပြောဖို့လုပ်ပေမဲ့ကျွန်တော်အဖေကဇီရွှန်းမင်းဘာလုပ်နေတာလဲအဲ့ဒါကိုပိတ်လိုက်စမ်းဒါကိုတီးတက်မဖြေရှင်းနိုင်ဘူးလားဘာလို့ဒီမှာလာပြီးပြဿနာရှာနေတာလဲလို့ဝင်ပြောပါတယ်ကျွန်တော်ကအဖေကျွန်တော်ရဲ့တိတ်ခါကကျွန်တော်ရဲ့စိတ်ဆက်ပွဲမှာတင်မြေစာပင်ဖြစ်သွားခဲ့ပြီအဖေရဲ့တိတ်ခါကတားရဲ့ကိုလေးစားမှုထက်ပိုရေးကြီးနေတာလားလို့ပြန်မေးလိုက်တယ်နောက်ွယ်မှာအနားယူနေတဲ့လူရိုရန်ဟာစူညံတန်တွေကိုကြားပြီးစပင်ဖီယိုရဲနဲ့မျက်ရည်တွေကြားကနေခမ်းမတဲ့ကိုပြေးဝင်လာပါတယ်ဝန်စီရွှမ်းမင်းပါဖြစ်နေတာလဲမင်းဒီဘောကိုတက်လာပြီးကိုယ်တိုင်ကြည့်လိုက်ပါဦးအဲ့ဒီဗီဒီယိုကအတူလို့ပြောနိုင်အောင်မလားပေါ့ဘသူကြည့်ဘသူကြိုက်ဝန်စီရွှမ်းမင်းငါကိုဖျက်ဆီးဖို့ကြိုးစားနေတာလားလို့သူမကမေးပါတယ်သူမရဲ့အမေကသူမကိုဆွဲခေါ်ပြီးကျွန်တော်နှာခေါင်းကိုထောက်ကအားလုံးကြည့်ကြပါဦးဝန်စီရွှမ်းကလက်ထပ်ပွဲကိုဖျက်သိမ်းခြင်းလို့ AI မျက်နှာပြောင်းနည်းပညာကိုသုံးပြီးငါရိုရန်ကိုလှုပ်ကြံနေတာပါငါရဲ့တနာစရာလူရန်လေးတို့အော်ဟစ်ဆဲဆိုပါတော့တယ်ကျွန်တော်ကတော့ဒီမီသားစုရဲ့ရုပ်ဆိုးလာတဲ့ပြက်လုံးကိုအေးဆက်ဆက်မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။အဲ့ဒီအစားကျွန်တော်အိတ်ကက်ထဲကနေတခြားဖုန်းတစ်လုံးကိုထုတ်ပြီးတိမ်တိုက်တူလောင်မှု link တစ်ခုကိုဖွင့်လိုက်တယ်။ AI မျက်နှာပြောင်းနေဟုတ်လားကျွန်တော်ဖန်သားပြင်ပေါ်ပြသလိုက်ပြန်တယ်။အဲ့ဒီပုံမှာလူရိုရန်ရဲ့ဖုန်းထဲကနေကျွန်တော်ပြန်လဲရယူထားတဲ့ဓာတ်ပုံတွေတပုံပြီးတပုံသူမနဲ့အီတိုမာကိုတိုတိုရဲ့တက္ကသိုလ်တက်ကလေးကနေပြီးခဲ့တဲ့အပတ်ထိရိုက်ထားတဲ့ရင်းနှီးတဲ့ဓာတ်ပုံတွေဗီဒီယိုထဲ